ဒီနေ့မှာကျွန်တော်ဖန်ငယ်လေးတယောက်ကျွန်တော်လာခေါ်ရနေပဲကျွန်တော်တို့သွားတင်ပေးပြီးခဲ့တယ်ဗျာအစားတော့ဆိုလိုရက်မှာခြောင်ကိုင်ပြီးသွားချင်းမလို့ပဲစကီလေးကလာခေါ်ဆိုတော့လေမပြောကောင်းဘူးတော့တီးပေးရတယ်ပူကြီးနဲ့ကောင်းနေဆိုညင်းမှာကွာမဆုံးဟီယိုတပစ်တဲ့နေရာရောက်လာပြီဆိုတော့စာရိုက်ပြီးတော့စကားလေးခုံးတော့ပြောလိုက်ပါတယ်ပြောလိုက်လဲဆိုရင်တော့အန်ဂျလာရလာဆိုပြီးတော့စာရိုက်ပြီးတော့ပို့လိုက်ကွာဆိုတော့သူဘာပြန်ပြောမလဲနားထောင်ကြည့်လိုက်အောင်ရတယ်အင်ဂျလာကိုင်းလေအပီးသေးဦးလို့ဇလန်လေးက free time နေတယ်ဦးနေဦးမှာစာထက်ရိုက်လိုက်သေးတယ်ဘာစာရိုက်လိုက်ရလဲဆိုတော့6 hyper auto win ဆိုပြီးတော့စာရိုက်လိုက်တယ်အဲ့လိုလဲစာလိုက်ရိုက်ပြီးတော့ S2 မြောင်နိုးမှာဒါအမှ6ကြီးပိတ်ကင်သွားရပါတယ် easy ပဲကိုရီးယား OU လို့ဆိုတော့ကိစ္စမရှိဘူးလဲဆိုတော့ပိတ်ပစ်လိုက်တယ်ဗျာပွဲတယ်လည်းရောက်ပြီဆိုတော့ရှေ့ရခန်းနေတော့ဖြတ်လိုက်ဟွာဒီမှာတာတယ်လူပဲခန်းရည်စောင်းဝါလက်နဲ့ခန်းနေပြမှာတာတယ် easy လေးပဲလူပလိုက်တာမပြီးသေးဘူးတာတယ်ရပြီးတော့မှလောင်ချီရိုးပဲလောင်ချီကလိုက်နေပါမှာဟိုဘက်ကောင်ကတကောင် short ပလိုက်တယ်မှာဗလီတောင် short ရိုက်မှာလဲဆိုတော့ကူရှင်လေးကပါဆက်ဆွဲခဲ့ပြီလေဟိုဘက်ကကူရှင်ကဒီဘက်မှာတော်တော်တက်နေရဆိုတော့ဒီကောင်အဲ့မှာ skill 1 dash လွဲသွားသေးတယ်ရောက်ရေးမှာ AD နဲ့ချက်လေးထိုးလိုက်တယ်တီးသွားပွဲရဗျာကြည့်နေတာလွယ်လို့ထင်ရပြီမဲ့ကိုရီဘက်ကောင်တွေကတော်တော်မှပိန်းနေဗျာတော်တော်ပိန်းတာမှဘယ်လိုမျိုးယုံမေးမရဘူးဗျာကိုဘယ်လောက်ကောင်းနေလဲမရဘူးတာတယ်တွေလော့တွေပါတခြား review လူပေးလဲမရဘူးဗျာကျွန်တော်တို့ကလည်းမျော်လင့်နာလို့လဲပါမှာပေါ့လေအဲ့ဒါကြောင့်ဘယ်ရပေါ်မှာမျော်လင့်ချက်အများကြီးမထားကြနေတဲ့တိုင်တို့အဲ့လိုမျိုးမျော်လင့်ချက်ထားလိုက်လို့မျော်လင့်ထားသလိုဖြစ်မလာတဲ့အခါမှာဘယ်သူနာကြည့်ရမလဲမင်းတို့သိလားတီးမှာမဟုတ်ဘူးမင်းတို့ကစော်မှမရှိရအစားတော့ကိုဖန်ငယ်လေးကိုကျွန်တော်ယုံမေးမလို့ပါဒါပေမဲ့ကိုဘက်ပါလာတဲ့ဆရာလောင်ချီတို့ဗျာကျော်တင်မတို့ကနုထော်ပြီးတော့မှဆေးထိုးနေတော့လေနောက်ဆုံးတော့လေ finally ချုံသွားခဲ့ပါနိုင်ငံဒီလေးပါဗျာဟိုဘက်လည်း mega tower တစ်လုံးရယ်ကျွန်တော် main tower တစ်လုံးပဲကျန်တော့တာဗျာတကယ်မျော်လင့်ချက်တွေရိုက်ချိုးခံလိုက်ရတယ်လို့မျိုးပဲခံစားရတယ်ကိုကောင်းရင်လည်းရှုံးတယ်ကိုမကောင်းရင်လည်းရှုံးတယ်ကိုဘက်ကောင်တွေကောင်းလည်းရှုံးတယ်ကိုဘက်ကကောင်တွေမကောင်းလည်းရှုံးတယ်ဒီ game ပါပဲ